အလူရဲ့ကျက်ဥရဲ့မုံငါဥလေးထဲမှာအာလူလေးတွေရတယ်မှာလေတစ်သေးလေးတဲ့လားနည်းနည်းလေးကြီးရကြတဲ့ချမ်းလိုက်တယ်ဒီစိတ်လေးတွေအာလူလေးတွေမှာတေးတေးလေးမှာလေးတဲ့ချမ်းရေးဆေးပြီးသားအဲ့ဒါထဲမှာစီးတက်မှာနော်ချောင်းနဲ့အာလူနဲ့တော့ဟိုရုံးလေးလေးလည်းထဲမှာလေးပေါ့နော်6မိနစ်ချက်စီတက်ရတပန်းဝယ်လာလေနုနုလေးရတာအရန်ကောင်းတယ်ပို့ရ share ပဲဟိုတရားလေးတစ်ပလက်နှစ်ပလက်ထည့်မယ်တမရတဲ့တော့မထည့်ဘူးเนาะညီမကတော့ညီမအချိုင်နဲ့ဒီအဲ့လေးထည့်မယ်ခြားကနေမှရုံးမနီသေးလေးရယ်ရုံးမနီသေးကမထည့်ရင်လည်းလှုပ်ပြရမယ်ဆိုတော့လေထည့်ပလိုက်မယ်ပေါ့နော်ရုံးမနီသေးလေးရယ်ဒီမှာစီတက်ရုပ်ခင်းရထည့်မယ်ဒီလေးကိုနည်းနည်းလေးတင်းအောင်ကြော်ပေးလိုက်တယ်ဒီမှာ6ခုငါကွင်းရှမ်းနဲ့6ပေါ့နော်ငါ6ကလေးကိုနည်းနည်းလေးတင်းအောင်စီနည်းနည်းစီပို့ပေးလိုက်တယ်တင်းလေးဖြစ်သွားအဲ့ဒါလေးနဲ့အဲ့လိုလေးစီပို့ပေးလိုက်တော့လေငါ6ကလေးလည်းတင်းသွားတယ်နောက်တစ်ခုကျတော့ဟိုကအငန်လဲရော့သွားတယ်ပေါ့နော်အရန်မငန်တော့ဘူးဒါပေမဲ့တကယ်ကြရင်ဒီငယ်6တော့ငါ6လည်းတိတ်လည်းမငန်ပါဘူးဒါပေမဲ့အဲ့လိုဒီမှာတင်းတင်းလေးဖြစ်ချင်ကျဲဥလေးလည်းတင်းတင်းလေးဖြစ်ချင်ကျဲဥကလည်းအထဲမှာအမှားဘူးလေးတွေတစ်လုံးမှာနှစ်အိမ်နှစ်ခုပါတယ်အထဲမှာဥတိုင်းနှစ်ခုပါတယ်ပြုတ်ချင်းနဲ့နှလုံးစားပလိုက်ပါတယ်ဒီလိုလေးပါရှင်ကဲတုံရန်လေးတောက်ချင်လို့ချက်တောက်လေးနဲ့တုံရန်လေးလုပ်ပါတယ်ခွတ်စားပစုံလေးနဲ့ချက်တောက်လေးစတော့အဲ့ဒီတုံရန်တော့ကြော်လေးငါးကြော်လေးစားကြပါငါးကြော်ဒီဆိုတော့ဒီရုံးမနေဒီလေးနဲ့အားထည့်တယ်ထည့်ပြီးထားမယ်စိတ်တရက်ကလေးနဲ့ဟိုးရွာစိတ်တရက်လေးတစ်ပင်လေးထည့်လိုက်ပါမယ်မွေးလာရုံးမနီလေးတွေကဒီနေ့ဝယ်နောက်နေ့မစားဘူးဆိုရင်လကားဖြစ်သွားတယ်လေအဲ့တော့ပြီးစုံရင်းပုံဖြစ်သွားတယ်6ကချက်ဥရုံးမနီဒီအာလူဟောလာဥရှယ်ပဲမွေးနေတယ်ဒီပိတ်တော့မရုံးမနီဒီပြီးရင်ကျမမကြိုက်ဘူးဆိုတော့ဒီစိတ်လေးပိတ်လိုက်တာနဲ့ကိုယ်နည်းနည်းလေးလိုသွားပြီနိအဲ့လိုမျိုးကြိုက်တယ်အဲ့တော့ဒါမှစီမိပိတ်လိုက်ပါပြီစားကြပါဦးမဆလာလေးနည်းနည်းထည့်ထားတယ်မှုရင်းလာတယ်